ကဘာပေါ်မှာမြေနေရာအသေးငယ်ဆုံးဖြစ်ပေမဲ့ပိုက်ဆံတွေကိုရေလိုသုံးနေတဲ့ဘီလီယံနာတထေးကြီးတွေပဲစုဝေးနေတဲ့နိုင်ငံတစ်ခုရှိတယ်ဆိုရင်ခင်ဗျားတို့ယုံမလားဒါမှမဟုတ်တင်စားတာဘာတစ်ခုမှမထွက်တဲ့နိုင်ငံတစ်ခုအကြောင်းတွေးကြည့်ပါကိုယ့်နိုင်ငံကရေတန့်ကိုတော့သူများစီကဝယ်တော့တဲ့အနေထားပါဒါပေမဲ့အခုချိန်မှာကမ္ဘာအဆင့်မီစီးပွားရေးအင်ပါတိုင်းတစ်ခုဖြစ်နေပြီဆိုရင်ရောဘယ်နိုင်ငံပိုပြီးအံ့ဩစရာကောင်းမလဲဒီနေ့ဗီဒီယိုမှာတော့ဝင်ငွေခွင်လုံးဝကင်းလွတ်တဲ့ဥရောပတထေးကျွန်းမိုနာကိုနဲ့ကိုတူးကိုချွန်အောင်မြင်လာတဲ့အာရှရဲ့ချစ်တဲ့ကျွန်းစင်ကာပူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုရှင်းပြပေးတော့ပါမယ်ကျွန်တော်ကတော့ဘိုင်စောထက်ပါဒါမျိုးနိုင်ငံတကာ content တွေကိုတင်ဆက်ပေးနေသူပါအခုပဲဆက်လိုက်ကြအောင်ပထမဆုံးရှင်းပြမယ့်နိုင်ငံကတော့ဥရောပတိုက်တောင်ပိုင်းမှာရှိတဲ့ကမ္ဘာဒုတိယအသေးဆုံးနိုင်ငံမိုနာကိုပဲဖြစ်ပါတယ်ဒီနိုင်ငံရဲ့အံ့ဩစရာအကောင်းဆုံးအချက်ကတနိုင်ငံလုံးမှာရှိတဲ့လူဦးရေ3ပုံ1ပုံကအမေရိကန်ဒေါ်လာတန်းကျော်တထေးတွေကြီးပဲဖြစ်နေတာပါဘယ်လောက်ထိချမ်းသာကြလဲဆိုရင်နိုင်ငံသားတွေကဝင်ငွေအခွန်တပြားမှစောင့်ကြရမလို့ပါဘူးဒါအပြင်ကမ်းခြေတွေမှာဆိုရင်လည်းကိုပိုင်ရက်ကွင်းတွေပါရှိတဲ့ဇိမ်ခံရွက်လီကြီးတွေရှိပါတယ်ဒါမှဒီပေါ်မှာလည်းနောက်ဆုံးပေါ်စူပါကားတွေနဲ့အမြဲတမ်းစီကားနေတာပါတာမန်လူတွေအတွက်နေစရာအိမ်ငါးကတော့မှကဘာပေါ်မှာဈေးကြီးဆုံးဖြစ်နေပါတယ်ဒါကြောင့်ငွေကြေးအကန့်အသတ်မရှိတဲ့ကဘာကျော်အာကာသသမားတွေရုပ်ရှင်မင်းသားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလာရောက်အခြေချကြတာပါတကယ်တထေးတွေရဲ့နတ်ဖို့ဗိမာန်ကြီးတစ်ခုလို့ပြောလို့ရပါတယ်ဥရောပရဲ့ချမ်းသာဆုံးတထေးတွေစုဝေးရာမိုနာကိုရဲ့အကြောင်းကိုသိပြီးပြီဆိုရင်ဒုတိယနိုင်ငံကိုဆက်ကြည့်လိုက်ကြရအောင်တန်ဇာတာဘာတစ်ခုမှမရှိပဲညံညံသွေးနဲ့ကဘာကိုရှင်ပြိုင်နေတဲ့အာရှကကျွန်းနိုင်ငံလေးကတော့ဘလောက်တောင်ကြောက်စရာကောင်းနေမလဲဒါနဲ့စကားမဆက် TikTok နဲ့ Facebook မှာကိုပိုင်စောထက်လုပ်နေတဲ့နိုင်ငံတကာ content အမျိုးအစားနဲ့ငွေချခြင်းနေဆိုရင်တင်နန်းကောင်းတစ်ခုရှိပါတယ်ဒီကောက်မှာတွားရောက်စုံစမ်းနိုင်ပါတယ်ကျွန်တော်ပြန်စလိုက်ကြရအောင်ဒုတိယမြောက်ရှင်ပြမယ့်နိုင်ငံကတော့အာရှရဲ့စီးပွားရေးကြားတကောင်ဖြစ်တဲ့ကမ္ဘာအလုံးစုံစင်ကာပူနိုင်ငံပဲဖြစ်ပါတယ်ဒီနိုင်ငံမှာတော့မိုနာကိုလိုမျိုးဝင်ငွေခွန်ကင်းလွတ်တာတွေမရှိပါဘူးဒါပေမဲ့သူတို့စီမှာကမ္ဘာအဆင့်မီဆုံးလေဆိပ်တွေစိတ်ကမ်းတွေရှိပါတယ်ပြီးတော့အတိအကျဆုံးဥပဒေစနစ်တွေကိုလည်းအခိုင်အမာတည်ဆောက်ထားတာပါတဘာဝတင်သာတာဘာတစ်ခုမှမထွက်တဲ့နိုင်ငံငယ်လေးပါဒါပေမဲ့တိကျပြတ်သားတဲ့ဥပဒေတွေကြောင့်ရာဇဝတ်မှုလုံးဝမရှိသလောက်ရှားပါပါတယ်ဒါကြောင့်လည်းကမ္ဘာအဆင့်မီကုမ္ပဏီကြီးတွေကယုံကြည်နဲ့လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ကမ္ဘာစီးပွားရေးအချက်ချနေရာကြီးတစ်ခုဖြစ်နေတာပါလမ်းပေါ်မှာ PK ထွေးတာအစားတန်ကြီးအလွန်ကြီးမားပါတယ်ဒါကြောင့်နိုင်ငံကအရန်ကိုတန်ရှင်းပြီးတက်ရက်နေတာပါပြည်သူတွေကလည်းစီကံတကြားနဲ့ကမ္ဘာအဆင့်မီပညာရေးကျန်းမာရေးစနစ်တွေကိုအပြည့်အဝခံစားနေရတာဖြစ်ပါတယ်အခုဆိုရင်နိုင်ငံတစ်ခုလုံးရဲ့အားသာချက်တွေကိုတွေ့ပြီးပြီဆိုတော့ဘယ်နိုင်ငံတကယ် real ကင်းဖြစ်မလဲဆိုတာခက်မြင်မြန်လေးဆုံးဖြတ်ကြရအောင်ဒီနေရာမှာနိုင်ငံရဲ့လူနေမှုအဆင့်တန်းနဲ့ဥပဒေစနစ်ကိုကြည့်ပါမယ်စင်ကာပူကအတိအကျပြတ်သားတဲ့စီကံတွေခင်မီနည်းပညာတွေနဲ့အလောက်ကန်ခွင့်လန်းမှာပြက်ပြက်သားသားဥဆောင်နေပါတယ်ဒါပေမဲ့ငွေကြေးလွတ်လပ်ခွင့်နဲ့ဇိမ်ခံမှုကိုကြည့်မယ်ဆိုရင်တော့မိုနာကိုကစင်ကာပူကိုတာတာကြီးအနိုင်ပိုင်းသွားတာပါဒါပေမဲ့မိုနာကိုမှာတော့ဘီလီယံနာတွေအခွန်တပြားမှဆောင်စရာမလိုပါဘူးကိုပိုင်ရွက်လေတွေစူပါကားတွေနဲ့ဘဝကိုအမြင့်ဆုံးဇိမ်ခံနေကြတာပါဒါကြောင့်နှိမ့်ချုပ်လိုက်ရင်စင်ကာပူကစီကံနဲ့နည်းပညာကိုအခြေခံပြီးတည်ဆောက်ထားတဲ့အာရှရဲ့စီးပွားရေးအင်ပါရာကြီးပါမိုနာကိုကတော့ငွေတွေကိုအကန့်အသတ်မရှိဖြုံးနိုင်တဲ့ကမ္ဘာဘီလီယံနာတွေတီးတန့်ကစားကွင်းကြီးလို့ပြောလို့ရပါတယ်ခင်ဗျားတို့ဆိုရင်အခုပြထားတဲ့အချက်လက်တွေအရဥပဒေစနစ်ခိုင်မာပြီးလုံခြုံလုံးနဲ့စင်ကာပူကပိုနေလို့ကောင်းမယ်လို့ထင်လားဒါမှမဟုတ်အခွန်လုံးဝမပေးရတဲ့ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်နေနေတဲ့မိုနာကိုကပိုပြီးစိတ်ကူးရင်ဆန်နေလို့ထင်လားကွန်မန့်မှာတခုပြောပေးသွားပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်